မင်္ဂလာပါရှင်တချို့တို့ဒီနေ့ကတော့ image to excel ဓာတ်ပုံကနေပြီးတော့ excel file ကိုအလွယ်ကူဆုံးနည်းလမ်းနဲ့ဘယ်လိုပြောင်းမလဲဒီဟာလေးကိုမျှဝေပေးသွားမှာဖြစ်ပါတယ်အဲ့တော့ image to excel ကိုတချို့တို့ကတောင်းတော့ပြောင်းတော့မယ်ဆိုလို့ရှိရင်အရင်ဦးဆုံးမိမိမှာrow တွေ column တွေတိကျတဲ့ image file တစ် file ကိုလိုပါတယ်เนาะ image file တစ် file ကိုလိုပါတယ်image file က quality မကောင်းဘဲနဲ့အရန်ကိုမွဲနေတာမျိုးတွေเนาะပြီးရင် column row တွေမတဲကွဲတဲ့ဟာမျိုးတွေမှာဆိုရင်ခြေတို့ကအဆင်မပြေပါဘူးခြေတို့ဒီ data လေးတွေကိုဒီ image file လေးတွေကိုခြေတို့ excel တွေကိုဘယ်လိုထည့်မလဲဒါလေးကိုမျှဝေပေးသွားမှာဖြစ်ပါတယ်အရင်ဦးဆုံးခြေတို့ကMicrosoft Word လိုပါမယ်အဲ့တော့ Microsoft Word ကိုဖွင့်လိုက်ပါပြီးတော့ရင်တော့ insert တဲ့က picture ကိုသွားပါ desktop ကနေပြီးတော့မိမိရဲ့ဓာတ်ပုံတည်ရှိတဲ့နေရာကိုဖွင့်ပေးလိုက်ပါအဲ့တော့ဒီချက်က desktop ပေါ်မှာတည်ရှိနေတဲ့ image တွေကဓာတ်ပုံတစ်ဖိုင်ကိုယူလိုက်ပါမယ်ပြီးတော့ရင်တော့ကျွန်တော် insert ကိုနှိပ်ပါမယ်ဒါဆိုရင်ဓာတ်ပုံလေးရောက်လာပြီအဲ့တော့ဒီဓာတ်ပုံလေးထဲမှာတချို့တို့လိုချင်တဲ့အတိုင်းအတာတွေကိုရွှေ့လို့ရတယ်ပြီးရင်ဒီ file လေးတွေကိုကျွန်တော်ကပြင်ပေးလို့ရတယ်ဟုတ်ပြီဒီလိုပိုင်းလေးရသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဘာလုပ်မလဲစေရပါမယ်အဲ့တော့စေမဲ့အခါမှာရိုးရိုး Word file နဲ့စေလို့မရပါဘူး PDF file နဲ့စေပါမယ်အဲ့တော့ကျွန်တော်ဒီထဲကနေပြီးတော့ export တွေကိုသွားမှာပြီးရင်တော့ change file တိုင်းဆိုတဲ့နေရာလေးမှာcreate PDF ဆိုတဲ့နေရာတစ်ချက်နှိပ်ပြီးတော့ဒီ logo လေးကိုနှိပ်လိုက်ပါပြီးတော့ရင်တော့ desktop ကိုပဲပို့လိုက်ပါမယ်ဒီနေရာမှာ PDF 1လို့ပေးလိုက်မယ်နော်ပြီးရင်တော့ကျွန်တော်တို့က public လုပ်လိုက်ပါမယ်ဒါဆိုရင်ကျွန်တော်တို့ကပြောင်းပြီးသွားပါပြီအဲ့တော့ပြောင်းပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ file ကမလိုတော့ဘူးဒါဆိုရင်ကျွန်ပိတ်လိုက်တော့မယ်နော်ပိတ်လိုက်တော့မယ်ဆိုတော့ကျွန်တော် close လုပ်လိုက်ပါမယ်အဲ့ဆိုရင် close ကိုလုပ်လိုက်ပါမယ်ဒီမှာ close က close လုပ်ပြီးသွားပြီဆိုလို့ရှိရင်တိတ်မှလာမိတယ်ကျွန်တော်မတိတ်တော့ဘူးပြီးရင်စာရွက်အသေးရွက်လေးခေါ်လိုက်နော်အဲ့တော့စာရွက်တစ်ရွက်ခေါ်ပြီးသွားရင်ကျွန်တော်အစွမ်းနာကဖိုင်ကိုကျွန်တော်ကဖွင့်မယ်ဟုတ်ပြီ software တစ်ခုလုံးပိတ်ချပလိုက်မယ်နော်ဒါဆိုရင်ကျွန်တော်ကကျွန်တော်ဒီမှာ PDF ဖိုင်ရောက်လာပြီ right click open လုပ်ကြည့်လိုက်ပါကျွန်တော် PDF software နဲ့PDF ဖိုင်လေးကြာလာတာကိုတွေ့ရပါလိမ့်မယ်အဲ့တော့အဲ့ဒီ file လေးကိုကျွန်တော်ဒီမှာ right click လေးခောက်လိုက်ပြီးရင်တော့ open with ကိုနှိပ်မယ်နှိပ်ပြီးသွားတဲ့အခါမှာကျွန်တော်ဒီထဲမှာ Microsoft Word ကိုရှာမယ်မတွေ့ဘူးဆိုလို့ရှိရင်ဒီမှာ shows another app ကိုရွေးလိုက်ပါပြီးရင်တော့ဘိန်းလုံးလေးရှာမတွေ့ရင် more app တွေကိုသွား Microsoft Word ကိုတွေ့အောင်ရှာပါမယ်ပြီးရင်တော့ okay ပေးလိုက်ပါမယ်ဒါဆို Microsoft Word ပွင့်လာပါလိမ့်မယ်ဒါကတော့အလွယ်ကူဆုံးနည်းလမ်းပေါ့နော် Microsoft Word ပွင့်လာပါလိမ့်မယ်ခဏလေးစောင့်ပေးပါ okay ဒီမှာရောက်လာပြီเนาะအဲ့တော့ဒီ data လေးရောက်လာပြီဆိုရင်ကျွန်တော်ဒီထဲမှာဒီမှာအပေါ်မှာ table 2ဒီမှာ table design ဖြစ်သွားပြီကျွန်တော်ဒီပြင်စရာရှိတဲ့အရောင်တွေပါလေကျွန်တော်ဒီမှာပြင်လို့ရမယ်เนาะပြီးတော့ကျွန်တော်layout ထဲမှာဘာတွေလုပ်လို့ရမလဲ auto fit context ကျွန်တော်ဂျာပြင်လိုက်လို့ရမယ်ဒါလေးရဲ့ space ချပေးလိုက်မယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်ကရသွားပြီလေเนาะအဲ့တော့ဒီအပိုင်းလေးကိုကျွန်တော်ကရသွားပြီဒါလေးရဲ့လိုလားမလိုရင်ဖြတ်ပလိုက်เนาะတော့နည်းနည်းလေးတော့ကျွန်တော် edit လုပ်ရလေးရှိပါမယ်โอเคအဲ့တော့ဒီအပိုင်းလေးကိုရသွားပြီဆိုလို့ရှိရင်ကျွန်တော် select မှတ်လိုက်ပြီးတော့ဒီမှာဖောင်းမိမိလိုချင်တဲ့ font size တွေကျွန်တော်ပြင်လို့ရမယ်တစ်ချက်ကလေးနှိပ်ပြီးတော့ဘယ်လောက်လိုချင်လဲကိုလိုချင်တဲ့အရွယ်အစားကိုယူလိုက်ပါနော်ပြီးတော့ရင်တော့ကျွန်တော်layout တွေကနေပြီးတော့ဒီမှာ center တွေညှိလို့ရတယ် align လက်တွေညှိလို့ရတယ်ရမလားအဲ့တော့ဒီအပိုင်းလေးရသွားပြီဆိုရင်ကျွန်တော်သူ့ကို copy ကူးလိုက်ပါ home ထဲကနေပြီး copy ကိုနှိပ်ပြီးတော့ရင်တော့ excel ကိုသွား excel ကိုရောက်လာပြီဆိုလို့ရှိရင်ကျွန်တော်ဒီ A1 မှာ cursor လေးကိုချပြီးတော့ page ကိုနှိပ်လိုက်ပါဒါဆိုရင်ဒီမှာရောက်လာပြီအကုန်လုံးကို select မှတ် auto fit ထားလိုက်ပါ data တွေအားလုံးကကျွန်တော် auto fit ဖြစ်သွားတာကိုတွေ့ရပါလိမ့်မယ်ပြီးရင်တော့ဒီမှာသူက water ဝင်နေတဲ့ water လေးကိုလည်းဖြုတ်ချပလိုက်ပါဒါဆိုရင်ကျွန်တော်ဒီထဲမှာအပိုင်းကဒီ C column လေးကိုကျွန်တော်ပြန်ချလိုက်မယ်ဒါဆိုရင်တော့ကျွန်တော်လိုချင်တဲ့ပုံစံအတိုင်းဒီမှာရလာတာကိုတွေ့ရပါလိမ့်မယ် alignment တွေတော့ကျွန်တော်နည်းနည်းပြန်ညှိပေးရပါမယ် right သုံးပါမယ် okay ဒါဆိုရင်တော့အဆင်ပြေသွားပါပြီเนาะအဲ့တော့ဒီ data ကိုကျွန်တော်ကဒီမှာ select မှတ်မယ်ဖြတ်မယ်ဒီမှာသုံးလို့ရပါပြီဒီမှာတစ်ချက်နှိပ်မယ်ဖြတ်မယ်သုံးလို့ရပါပြီရမလားအဲ့တော့ဒီ amount တွေကတော့သူကဒီမှာ formula တွေကိုပြန်ပြီးတော့ကျွန်တော်တွက်ပေးလိုက်ပါ equal သူနဲ့အမြောက်သူနဲ့အနာခေါက်ချလိုက်ပါဒါဆိုဒီမှာရပြီ
နော်အဲ့တော့ရပြီပြီးရင် date လေးတော့ကျွန်တော်ပြန်ရေးပေးရမယ်နော် date လေးဘာနဲ့ရေးလိုက်မလဲ IND run video နဲ့ရေးလိုက်ပါမယ်တက်ခနော်အဲ့တော့ကိုကျန်တဲ့တက်တဲ့ date တစ်ခုကနေပြီးတော့ကိုကျန်တဲ့တက်တဲ့ date တစ်ခုဆိုလို့ရှိရင်ကျွန်တော်ကဒီ run video လေးနဲ့တွက်လိုက်တယ်ဆိုရင်ရန်ကိုလွယ်ကူမြန်ဆန်တဲ့ပုံစံတစ်ပုဒ်ရရှိလာမှာဖြစ်ပါရဲ့ရှင်အဲ့တော့တကယ်လို့မှကိုက date မပြောင်းရှင်ဘူးဆိုရင်နောက်ထပ်သင်ခန်းစာမှာဒီထက်ပိုကောင်းတဲ့ကျွန်တော်က PDF file တွေအများကြီးကိုစာရွက်တွေအများကြီးကိုကျွန်တော်ကထည့်တဲ့နည်းလမ်းလေးကိုထပ်ပြီးတော့မျှဝေပေးသွားမှာဖြစ်ပါတယ်ဒါလေးကတော့ကျွန်တော်ကအလွယ်ကူဆုံးနည်းလမ်းလေးကိုမျှဝေပေးသွားတာဖြစ်ပါရှင်နောက်ရက်သင်ခန်းစာမှာဒီထက်ပိုကောင်းတဲ့သင်ခန်းစာတွေနဲ့ပြန်လည်ဆုံတွေ့ကြမယ်နော်အားလုံးကိုကျေးဇူးတင်ပါတယ်တစ်ချက်ရဲ့ TikTok account နဲ့ Facebook account ကို like and follow လုပ်ပေးကြပါဦးနော်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းရှိကြပါစေရှင်